ဒီမှာ Olise နဲ့ရှေ့ကိုတောက်လျှောက်ဆွဲပြေးပြီးတော့အလိုက်တင်ပြေးတက်လာတဲ့ Hurricane ကိုအသာလေးပြန်ချပေးလိုက်တယ်။ Hurricane ကလည်း18ခိုက်စီအပြင်ကနေလုံးဝတေချာတဲ့ကန်ချက်မျိုးနဲ့အပိုင်ကန်သွင်းယူထားခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့ဟိုရင် P2 ကစားတုန်းက Ace နဲ့ပြီး4တောင်နှစ်ချလိုက်တယ်လို့เนาะကျွန်တော်တို့တကယ် formula ကွက်ကြီးပါပဲလုံးဝကွက်တီခံသွားတဲ့အနေထားမှာဒါရီရဲ့ကိုယ်သမားလည်းဘလို့မှမတက်နိုင်ပဲနဲ့ကိုပေးလိုက်ရပါတယ်။ဘောင်နီပြူးမှာချန်ပီယံခြေစွမ်းပြခဲ့တဲ့ company ရဲ့ Bayern Munich ညီကိုတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကျောင်း sports ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Real Madrid နဲ့ Bayern Munich Champions League quarter final နေ့စနစ်နေ့ပြူအားသုံးသက်ချက်ပိုင်းပါပဲReal Madrid က on paper အဖြစ် 4-3-3 ကစားကွက်နဲ့ပဲပွဲထွက်လာခဲ့တယ်တကယ်တမ်းပွဲချိန်အများစုမှာတော့ 4-4-2 shape ကိုသူတို့ပြောင်းကစားသွားခဲ့တာကျွန်တော်တို့တွေ့ရပါတယ်Bayern Munich ကလည်း on paper အဖြစ် 4-2-3-1 shape နဲ့ပဲပွဲထွက်လာခဲ့တယ်ဒါပေမဲ့ပွဲချိန်အများစုမှာတော့ 2-2-6 ပုံစံမျိုးနဲ့ Real ဘက်ကိုဖိအားပေးသွားတာကျွန်တော်တို့တွေ့ရပါတယ်Bayern Munich ကတော့လက်ရှိဥရောပရဲ့တိုက်စစ်အကောင်းဆုံးအသင်းတစ်သင်းပါပဲဒီပွဲမတိုင်ခင်မှာပဲပြန်ပွဲဆောင်တွင်းကိုက148ဂိုးထိရထားတယ်အဲ့ဒီမှာFran 3တိုက်စစ်အတွဲဖြစ်တဲ့ Hurricane Olise နဲ့ Luis Diaz ရဲ့ဒီ3ယောက်ထဲနဲ့တင်ပြန်ပွဲဆောင်86ဂိုးထိကျွန်တော်တို့သွင်းယူထားခဲ့တာဖြစ်ပါတယ်Real ပြ RB လိုအားလည်းဒီတိုက်စစ်အတွဲကိုရင်ဆိုင်နိုင်ဖို့အတက်နိုင်ဆုံးကြိုးစားပြင်ဆင်လာခဲ့တယ်ပွဲချိန်အများစုမှာ 4-4-2 shape ကိုပြောင်းဖို့Mid block low block တွေနဲ့ Bayern တိုက်စစ်ကိုကြမ်းကြမ်းခံရင်ဆိုင်နိုင်ဖို့အခွင့်အရေးရရင်ရတယ်လို့တံမြန်တိုက်စစ်တွေနဲ့တုံ့ပြန်ချင်းချောက်ဖို့သူတို့တွေစူးစမ်းသွားခဲ့ပါတယ်။ပုံမှန်အဖြစ်ဆိုရင်တော့ Real ရဲ့ 4-4-2 ကစားပုံဟာခံစစ်ကြောင်းမှာ Arno, Rudiger, Quaison နဲ့ Alvaro Carreras back 4 ပုံစံရှိမယ်။သူတို့ရဲ့ရှေ့မှာ၄ယောက်တန်းကွင်းလန်နေနဲ့ Arda Güler ရဲ့ Bevardi ရဲ့ Tchouameni နဲ့ကျွန်တော်တို့လူငယ်လေး Thiago Pita အတန်းလိုက်နေရာယူကစားမယ်။ရှေ့တန်းမှာတော့ Mbappe နဲ့ Vinicius Prem 2 ပုံစံဖြစ်ပါတယ်။ကိုဘကဘောလုံးကင်ကစားခွင့်ရတဲ့တချို့အနေထားတွေမှာဆိုရင် Tchouameni ကဗလိုင်းနဲ့ထိစင်ကစားတာမျိုးလဲကျွန်တော်တို့တွေ့ရတယ်။ရည်ရွယ်ချက်ကတော့ Alvaro Bejan နဲ့ overlap တက်ကစားခွင့်ရအောင်ကူညီပေးတဲ့သဘောပါပဲ။ကျွန်တော်တို့ left back ဖြစ်တဲ့ Alvaro ရှေ့တက်သွားတဲ့အချိန်မှာဖြစ်လာမဲ့ခံစစ်ကြောင်းတွေက space တွေကို Tchouameni ကပြန်ကာပေးထားတဲ့သဘောမျိုးဖြစ်ပါတယ်။ဒီရဲ့အဓိကရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်။ low block mid block တွေနဲ့ခံစစ်ကိုပိုအာယုံစိုက်ထားမယ်။ Bayern တိုက်စစ်ကိုရင်ဆိုင်ချင်းချုပ်ဖို့ကြိုးစားမယ်။ကိုဘကဘောလုံးရလာရင် Mbappe နဲ့ Vinicius ကို long pass တွေ direct တင်ပေးပြီးတော့ဒီနှစ်ယောက်ရဲ့ဖြေအားတိုးအားတွေနဲ့တံမြန်တိုက်စစ်ကစားမယ်။ဘောနော်ကျွန်တော်တို့ဒီလိုပုံစံမျိုးပါပဲ။တို့ဒါအမှန်ကန်ဆုံးမဟုတ်ခဲ့ဘူးဆိုရင်တော့တိတ်ကြီးမားမားကြီးအမှားအယွင်းမရှိတဲ့ဒါတဘာဝကျတဲ့ game plan မျိုးဖြစ်ပါတယ်။အဲ့လိုပုံစံမျိုးနဲ့ဒီပွဲကိုကျွန်တော်တို့ RB လိုအားပြင်ဆင်လာခဲ့တာတွေ့ရပါတယ်။ဒါပြဿနာ company ရဲ့ Bayern Munich ကလည်းတော်တော်ကောင်းနေတာပဲเนาะကျွန်တော်တို့လက်ရှိခြေစွမ်းရဆိုရင်ဒါ Champions League quarter final ရောက်8သိန်းထဲမှာသူတို့ကခြေစွမ်းအကောင်းဆုံးအသင်းဖြစ်နေတယ်တကယ် Champion ခြေစွမ်းမျိုးကိုသူတို့တွေပြသနေတယ်လားဖြစ်ပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီပွဲမှာ Bayern Munich က2-2-6ဆိုတဲ့ကစားကွက်ပုံစံမျိုးနဲ့ Real ကိုရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်စန်တာဘက်2ယောက်လောက်ပဲဘက်လိုင်းထဲမှာကျန်ခဲ့ပြီးတော့တသင်းလုံးတက်ဖိတဲ့ပုံစံမျိုးပါပဲဆိုတော့ကိုကဘောလုံးကင်ကစားပြီးတိုက်စစ်ဆင်ကစားတဲ့အခြေအနေမျိုးဆိုရင်ဒီလို2-2-6 state မျိုးကတိတ်မထူးဆန်းဘူးဒါမျိုးအသင်းတော်တော်များများသုံးလေးရှိကြတယ်ဒါပေမဲ့ပြန်ဘက်ကဘောလုံးကင်ထားတဲ့အနေအထားမျိုးကစားကွက်တိဆောက်နေတဲ့အနေအထားမျိုးမှာကျတော့ဒီလို2-2-6နဲ့တုံ့ပြန်တယ်လုံးဝကြီးနော်ခံစစ်အပွင့်ကြီးနဲ့ high pressing ကစားတယ်ဆိုတာမျိုးဟာဒါတုံတန်အသင်းမျိုးတွေတိတ်မသုံးကြဘူးတိုင်ဘက်ကိုကွင်းတစ်ချမ်းစာလောက် speed တွေခွင့်ပြုထားတဲ့အနေအထားမျိုးဖြစ်နေတယ်အရင် risk များလုံးပါတယ်ဒါပေမဲ့ company ကတော့ Mbappe လို Vinicius လိုကစားသမားမျိုးတွေနဲ့ရင်ဆိုင်နေရတဲ့အနေအထားမှာကိုဒီလို2-2-6ပုံစံရအောင်ကစားရတယ်အဲ့တော့တွတ်စင်ကြီးဗျကျွန်တော်တကယ် next level ကြီးနော် Mbappe လို Vinicius လို player မျိုးတွေကိုကွင်းတစ်ချမ်းဆောင်လောက် space တွေပေးထားရတယ်ဆိုတော့ကျွန်တော်တို့တုံနီးပြမျိုးဆိုဒါထည့်ကိုစဉ်းစားမှာမဟုတ်ဘူးနော် company ကတော့လုပ်ရဲတယ်ဗျဒါပေမဲ့ Bayern Munich ရဲ့ high pressing ကစားပုံကလည်းတော်တော်ကိုစနစ်ကျတယ်လုံအားလုံးလည်းအရန်ကောင်းတယ်ကျွန်တော် Real ကိုဘောလုံးအပြတ်များအောင်အမားတွေခဏလုံးမိအောင်ကျွန်တော်အချိန်ချင်းဖိအားပေးကစားသွားခဲ့တာတွေ့ရပါတယ်ကျွန်တော် Real ဘက်ကခံစစ်စုံတွေကနေကစားကွက်စတင်ပုံဖော်ဖို့ကြိုးစားပြီးဆိုတာနဲ့ Bayern ကစားသမား10ယောက်လောက်ကရှေ့တီထိုးတက်ပြီးတော့ဒါအကွက်စစ်စစ်နဲ့ဟိုပိတ်ဆို့သွားတယ်ဆိုစန်တာဘက်အတွဲဖြစ်တဲ့ Upamecano နဲ့ Jonathan Tah ကကွင်းလက်ဆဝိုင်းနာတီတက်လာတယ်ကျန်တဲ့ outfield player 10ယောက်စလုံး Real ခံစစ်စုံတွေထိအတကုံတက်ဖိတာနော်Real ကစားသမား1ယောက်ကိုမှအလွတ်မပေးဘူးဘောလုံးလမ်းကြောင်းမှန်သမျှကိုလည်းအကွက်စစ်စစ်နဲ့ဟိုပိတ်ဆို့လာတာတွေ့ရပါတယ်အဲ့မှာ Real တိုင်ပတ်သွားတာပဲလေဆိုတော့ Real ဘက်ကကြိုက်တဲ့လူကိုဘောလုံးပေးလိုက်ဘောလုံးရလာတဲ့ player ကိုအပိုင်လူကပ်ဖို့ဖိအားပေးဖို့ဟာ Bayern ဘက်ကအနည်းဆုံး2ယောက်လောက်ရှိသလိုမျိုးဖြစ်နေတယ်အမှန်တော့ဘောလုံးကတစ်ဖက်17ယောက်စီပဲကစားရတာ
နော် real player တယောက်ကိုလူကပ်ဖို့လဲ Bayern player တယောက်ပဲရှိမှာပဲပုံမှန်အဖြစ်ကဒါပေမဲ့ real ဘက်ကဘေးတက်တွေမှာဘလို့ပဲဘောလုံးပေးလိုက် real player တယောက်ဘောလုံးရလာပြီဆိုတာ ਨੇ Bayern ဘက်ကအနည်းဆုံး2ယောက်လောက်က ready ဖြစ်ချက်ချင်းဝင်ပြီးတော့ဝုန်းဆိုဒါလူကပ်လိုက်တယ်ဖိအားပေးလိုက်တယ်ဆိုတော့ Bayern အသင်းလိုက်ကစားပုံကအလောက်ထိကိုအကွက်စိတ်နဲ့စနစ်တကျရှိနေတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ Bayern အသင်းလိုက် present ကစားပုံကတော်တော်ကောင်းတယ်Real ဘက်ကဘလုံးမှစိတ်ကြိုက်ကစားကွက်တယ်လို့မရဘူးလိုအပ်တာထက်ပိုပြီးဘောလုံးပြက်တည်များနေတယ်အမားယွင်းနေခဏလုံးမိတယ်ဆိုတော့ Real ဘက်ကလူပေးမှားသွားတဲ့ချိန်ကနေ Gnabry အပိုင်တစ်လုံးရသွားသေးတယ်ဒါကန်ကောင်းလို့ Real ဘက်ကကန်ကောင်းလို့ဂိုးမဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ Luis Diaz ရဲ့အဖွင့်ဂိုးဆိုလဲဒါ Vinicius လူပေးမှားသွားခဲ့တာကနေအစပြုတ်လာခဲ့တာတွေ့ရတယ်ဒီဂိုးအတွက် build up ကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုရင် Olise က Vinicius ကို shadow press လုပ်ထားတာတွေ့ရတယ်Vinicius နဲ့ Alvaro Carrillas ကြား passing lane ကို Olise ကပိတ်ဆို့ထားတယ်။ Stanisic ကတော့ Vinicius ကို direct ဖိအားပေးပြီးတော့ဘောလုံးဝင်လို့ဖို့ကြိုးစားပါတယ်။ Vinicius ကနေဘောလုံးပြတ်သွားတဲ့အနေအထားမှာ Harry Kane နဲ့ Gnabry ကဒါကိုကောင်းကောင်းအသုံးချခဲ့တယ်။အပြန်အလှန်အပေးယူလုပ်ပြီးတော့တိုက်စစ်ဆင်ကစားလာပါတယ်။ဒီမှာ Luis Diaz ကလည်းတိုက်စစ်လမ်းကြောင်းကိုတစ်ချက်လမ်းဖတ်လိုက်တယ်။ပြီးတော့ Arno ရဲ့ blind side ကနေ Real Baline နောက်က space တွေကိုချိန်သားကိုက်ပြေးတက်လာခဲ့တယ်။ Gnabry ကလည်း DS ရဲ့ပြေးလမ်းကြောင်းနဲ့ကိုတတ်ရပဲမျိုးထိုးပေးလိုက်တယ်ဒီဘောလုံးကို Luis DS ကပဲအမှားယွင်းမရှိကျွန်တော်တို့ကိုဖြစ်စေခဲ့ပါတယ်။ Bayern ဒုတိယဂိုးဆိုလဲကျွန်တော်တို့အဲ့လိုပုံစံတူပါပဲ။ဒါဒုတိယပိုင်းစပြီးတော့စက္ကန့်30လောက်အတွင်းမှာနေမယ် Vinicius နဲ့ Alvaro Carrillas အချိတ်ဆက်လွဲသွားတယ်။အဲ့ဒီကနေ Pavlovic ကဒီဘောလုံးကိုဖျက်လူသွားတယ်။ပြီးတော့ Olise ကိုမြန်ဆန်ပဲထိုးပေးလိုက်ပါတယ်ဒီမှာ Olise ကလည်းရှေ့ကိုတောက်လျှောက်ဆွဲပြေးပြီးတော့အလိုက်တင်ပြေးတက်လာတဲ့ Harry Kane ကိုအသာလေးပြန်ချပေးလိုက်တယ်။ Harry Kane ကလည်း18ခိုက်စီအပြင်ကနေလုံးဝတေချာတဲ့ကန်ချက်မျိုးနဲ့အပိုင်ကန်သွင်းယူသွားခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့ဟိုရင် P2 ကစားတုန်းက Ace နေပြီး4တောင်နှစ်ချလိုက်တယ်လို့เนาะကျွန်တော်တို့တကယ် formula ကွက်ကြီးပါပဲလုံးဝကွက်တီခံသွားတဲ့အနေထားမှာဒါ Real ကိုသမားလည်းဘလို့မှမတက်နိုင်ပဲနဲ့ကိုပေးလိုက်ရပါတယ်။ကျွန်တော်တို့ကစားကွက်တိုင်းနီးပြူအတိုင်းမှာတော့အားသာချက်အားနည်းချက်တွေဆိုတာဒီလိုပဲရှိတတ်တယ်ဒီပွဲမှာ company သုံးခဲ့တဲ့226 high pressing ကစားကွက်ဆိုလဲအားသာချက်တွေအများကြီးရှိတယ် Real ဘက်ကိုထိထိရောက်နဲ့ဖိအားပေးနိုင်ခဲ့တယ်အဲ့လိုပဲအားနည်းချက်လေးတွေလည်းရှိနေပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီပွဲမှာ Bayern ကစားသွားပုံဟာစန်တာဘက်2ယောက်လုံးကွင်းလည်စီနာတီတက်ထောက်ထားတယ်တန်တဲ့ off field player 10ယောက်က Real ကွင်းဘက်ချမ်းမှာ high pressing ကစားတယ်အဲ့တော့ကိုဘက်ကကွင်းတစ်ချမ်းစာလောက် space တွေကွင်းပြူထားရတယ်ခန်းစစ်ချောင်းကိုလုံးဝဖွင့်ပေးထားတယ်လို့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါတော်တော်လေးကို risk များလုံးပါတယ်အခု Bayern ရင်ဆိုင်နေရတာကလည်း Vinicius လိုမျိုး Mbappe လိုမျိုးပေါ့နော်ကျွန်တော်အရန်မြန်တယ်တူးချင်း skill လည်းအရန်ကောင်းတယ်ဆိုတော့ဒီလို world class တိုက်စစ်ကစားသမားတွေဖြစ်နေတော့ Bayern ကပို့ပြီးတော့ risk များပါတယ်ဆိုတော့ Bayern high pressing ကဘလောက်ပဲအကွက်စိတ်တဲ့စနစ်ကြတယ်ပဲပြောကျွန်တော်တို့တစ်ချိန်လုံးကြီးတော့ပြိုင်ဘက်ကိုလုံးဝဟာကွက်မရှိအောင်ပိတ်ဆို့ထားဖို့ကမဖြစ်နိုင်အောင်အဲ့တော့ Bayern high pressing ကို Real ဘက်ကကြော်ဖြတ်လိုက်နိုင်ပြီဆိုရင် Mbappe တို့ Vinicius တို့အတွက်အခွင့်အရေးကောင်းတွေဖြစ်လာတယ်Bayern ကန်စစ်ကြောင်းကသူတို့ကိုအတော်လေးခက်ခဲနေကိုလိုက်ထိန်သွားရပါတယ်ဒါကြောင့်ပထမပိုင်း Bayern တော်တော်ကောင်းနေတဲ့အနေအထားတွေမှာတော့ Real ရဲ့တံမြန်တိုက်စစ်တွေကလည်းအစိတ်ရှိနေတယ်ပထမပိုင်းတစ်ပိုင်းထဲမှာနေမယ် Vinicius နဲ့ Mbappe တို့ရဲ့အခွင့်အရေးကောင်းတွေကိုBayern ဂိုးသမားနော်တာ3ချိန်ထက်မနည်းလက်စွမ်းပြကာကွယ်သွားရပါတယ်ပွဲချိန်မိနစ်60နောက်ပိုင်းမှာတော့ Bayern တိတိတတ်တာပဲကစား6ဖို့ကြိုးစားသွားတာလည်းကျွန်တော်တို့တွေ့ရတယ်နှစ်ဂိုးလည်းပြတ်နေပြီဆိုတော့เนาะဒါပေမဲ့ဒီဘိုင်းမှာတော့သူတို့တွေတိတ်ပြီးတော့မအောင်မြင်သွားပါဘူးတစ်ဖက်မှာ Real ကလည်းခြေပေါင်ဂိုးတွေရဖို့တိုက်စစ်ကိုဂီယာကုန်းလီဘာကုန်းမြင့်လာတဲ့အနေအထားဆိုတော့ပွဲက open game ဖြစ်နေတယ်အပြန်အလှန်ခွင့်ရေးတွေလည်းရခဲ့ကြတယ်ပွဲချိန်84မိနစ်မှာတော့အာနိုရဲ့တက်ရက်တဲ့ဖြတ်တင်မိုးပေးပို့မှုကနေ Mbappe ကအပိုင်ပိတ်သွင်းပြီးတော့ Real အတွက်ခြေပေါင်ဂိုးတစ်ဂိုးပြန်သွင်းပေးသွားတယ်ဒီမှာတပွဲလုံးလက်စွမ်းပြနေတဲ့ဂိုးသမားကြီးနော်ရာဒီဘောလုံးကိုလည်းရအောင်ပုထုတ်ကောက်ွယ်ဖို့စူးစမ်းခဲ့သေးပေမဲ့ဒီတစ်ခါတော့သူမအောင်မြင်သွားပါဘူး Mbappe ရဲ့ဂိုးခွင့်ပြုလိုက်ရပါတယ်Real ဘက်ကလည်းအခွင့်အရေးကောင်းတွေရခဲ့ပေမဲ့တပွဲလုံးအနေနဲ့ဆိုရင်တော့ Bayern Munich ကတိတိတသားကြီးပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်အဲ့ဒီအတွက်နေပြ company ရဲ့ထူးခြားပြောင်မြောက်တဲ့နီးစနစ်နီးပြအပိုင်းတွေကိုလည်းကျွန်တော်တို့အများကြီးချီးကျူးရမှာဖြစ်ပါတယ်တစ်ဖက်မှာ Real ကလည်း Champions League ပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းတစ်သင်းပြီးပဲဒီပြိုင်ပွဲနဲ့ပတ်သက်လို့သူတို့ရဲ့ mentality ဘိုင်းကအမြင့်ဆုံး level တစ်ခုမှရှိနေခဲ့တယ်။ Bayern တိတိတသားကြီးအသာစီးယူထားတဲ့အနေအထားတွေမှာတော့ Real ဘက်ကနည်းနည်းမှရှိန်မသွားဘူးကစားပုံပြတ်မသွားခဲ့ဘူး။အခွင့်အရေးရတယ်လို့ Nora ရဲ့ဂိုးဘက်ကိုထိထိရောက်နဲ့တုံ့ပြန်ချင်းချောက်သွားခဲ့တာကျွန်တော်တို့တွေ့ရပါတယ်။ဒီပုံစံတိုင်းသာဆိုရင်တော့ရှေ့တစ်ပတ်မှာကစားအောင်မယ်ဒုတိယကြော့ပွဲစဉ်ရလဲအတော်လေးကိုကြည့်ကောင်းနေအောင်ပါတော့အသေးချပါပဲ။
ကျွန်တော်တို့ဆရာကျောင်း sport channel မှာတော့အခုလိုမျိုးနေစနစ်နေပြအပိုင်းတွေပွဲကြိုပွဲပြီးသုံးသက်ချက်တွေအပြင်ဘောလုံးနဲ့ပတ်သက်လို့စိတ်ပါဝင်စားစရာအကြောင်းအရာမျိုးစုံကိုဝေဝေဆာဆာနဲ့ကြိုးစားတင်ဆက်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်ရဲ့တင်ဆက်မှုလေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်တော့ like share and subscribe လုပ်ပြီးတော့အားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။ဒီကုတို့ဘက်ကကျွန်တော်တို့တင်ဆက်ပေးစေခြင်းတဲ့အကြောင်းအရာလေးတွေပွဲစဉ်လေးတွေရှိမယ်ဆိုရင်လည်းမတ်မှာပြောပေးလို့ရပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။